အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ဝက်ချံပြောက်သွားရင် confident ရှိလာမယ်ထင်လားဆိုတဲ့ခေါင်းစဉ်ကိုပြောပြပေးသွားပါမယ်ကဲဒါဆိုရင်စလိုက်ရအောင်ဝက်ချံပြောက်သွားရင်ကို confident ရှိလာမယ်ထင်လားထင်တာပေါ့ဘာလို့ဆိုကျွန်တော်လည်းအရင်ကအဲ့လိုပဲထင်နေတာဝက်ချံပြောက်ရင်ပိုလာမယ်ထင်တယ်ပို confident ဖြစ်မယ်ထင်တယ်ကင်မရာဖွင့်ရင်လည်းကိုယ့်မျက်နှာကိုပြန်မရှောင်မှုဆိုပြီးထင်ခဲ့တာဒါပေမဲ့ဝက်ချံနဲလာတဲ့နေ့မှာတော့ mirror မှန်ကြည့်ရင် Mac ဝက်ချံအမာရွတ်ကိုရှာနေတယ်ချွေးပေါက်ကျဲတာကိုကြည့်မယ်တခြား flow ချိုရင်းချက်တွေကိုရှာဖွေနေတော့မယ်ဒီလိုဖြစ်နေရတာဘာကြောင့်လဲဆိုတော့ကိုအလိုမကျဖြစ်နေတဲ့စိတ်ကြောင့်ပဲတခုပျောက်သွားလဲမကြိုက်စရာအသစ်တစ်ခုကိုထပ်ရှာနေမိတယ်ဒါကိုသဘောပေါက်ပြီးနောက်ပိုင်း perfect skin ကိုမစောင့်တော့ဘူး skin ကောင်းလာဖို့ကိုပဲအာရုံစိုက်တယ်ဒါပေမဲ့ကိုတော့အပြစ်မတင်တော့ဘူးဝက်ချံပြောက်ရင်အသားအရည်ပိုကောင်းလာမယ်ဒါပေမဲ့ confidence ဆိုတာ skin perfect ဖြစ်မှာမဟုတ်ဘူးကိုပိုကျင်နာမှပို view စိုက်ပေးမှာဒီလောက်ဆိုရင်ဝက်ချံပြောက်သွားရင် confident ရှိလာမယ်ထင်လားဆိုတဲ့အကြောင်းကိုသဘောပေါက်သွားပြီလို့ယူဆလိုက်မယ်နော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ